Rolex နိုင်အစ်စ်ကိုအတုဆိုပြီးဂျင်းလိုက်ထည့်ရနေမှာအဲ့နိုင်အတုကအစ်စ်ဖြစ်သွားလို့1900လကျသွားတဲ့သူကြောင့်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Hello everyone this is Scott so ကျွန်တော်ပြောတာနည်းနည်းရှုပ်သွားလာတော့မသိဘူးเนาะဒီဇက်လိုင်းအစအဆုံးကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ပထမဆုံးသူကအီတလီနိုင်ငံသားဖြစ်တဲ့ Deepak Singh ဆိုတဲ့လူကပေါ့เนาะသူ့ရှီကိုလူတစ်ယောက်ကလာရောင်းလိုက်တာဖြစ်ပါတယ်အဲ့ Rolex Saru ပေါ့เนาะ Rolex Saru ဆိုတာကျွန်တော်တို့ကဘာမှာ10လုံးဝန်းကျင်လောက်ပဲရှိရပေါ့နော်10ခန်းလောက်ပဲရှိတယ်သူကအဲ့ဒါက collector တွေမှာပဲရှိရပေါ့နော်အဲ့ဒါကိုဒေါ်လာ3,200,000လောက်တန်တဲ့ဟာကိုသူ့ရှီကိုဒေါ်လာ9,000လောက်နဲ့ရောင်းလိုက်တယ်ပေါ့နော်ဒေါ်လာ9,000တော်တော်ကြီးကိုတန်တယ်တန်တော့အဲ့မှာသူ့တင်ငယ်ချင်းတွေဘာပြောလဲဆိုတော့မင်းနာကြီးက collector တွေမှာပဲရှိမှာပေါ့နော်ဒီဟာအတုဖြစ်မှာအစ်စ်မဟုတ်လာဘူးဆိုတော့သူကမှ cycle တွေဝင်သွားပြီးမှဒီဟာကိုသူကသူတို့နိုင်ငံမှာမဟုတ်လေတခြားပြင်ပမှာသွားရမယ်ဆိုပြီးသူလုပ်တယ်အဲ့မှာ passport နာမည်ကိုလည်းသူအတုလုပ်တယ်ပေါ့နော်အဲ့မှာသူစင်ကာပူကိုသွားခဲ့တယ်စင်ကာပူသွားပြီးမှသူဘန်ကူးလန်မှာရှိတဲ့စင်ကာပူဘူဂစ်ကဘန်ကူးလန်မှာရှိတဲ့ The Watch Room ဆိုတဲ့ဆိုင်မှာဒေါ်လာ9,000နဲ့နိုင်3လုံးနဲ့ပြန်လဲခဲ့တာဖြစ်ပါတယ် Rolex Panda Rolex Cookie Monster ရဲ့နောက်တဲ့ Rolex Bruce Wayne ရဲ့ပေါ့နော်3လုံးနဲ့ပြန်လဲပြီးမှသူအဲ့ကနေယူပြီးပြန်ခဲ့တယ်ပြန်ခဲ့ပြီးမှအဲ့ဒီ The Watch Room ပိုင်ရှင်ကလည်းသူတေချာစစ်ပြီးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုအဲ့ဘန်ကူးလန်မှာရှိတဲ့တခြားနိုင်ရောင်းတဲ့သူတွေကသူ့ကိုပြန်ပြီးမှပေါ့နော်အဲ့တော့ပြန်ညှော်လိုက်တာပေါ့နော်သူတို့ရဲ့အဲ့အောက်က serial code ကြီးကဖြတ်ပြီးမှပြန်ပြီးရေးထားတယ်ဆိုပြီးလူတွေကပြန်ညော်လိုက်တဲ့အချိန်မှာဒီကောင်ကဟိုကောင်ဖုန်းပြန်ဆက်တယ်ဝင်ပြန်လာခဲ့ငါတို့ပြန်စစ်မယ်ဆိုပြီးပြောတယ်ကျွန်တော်ကပထမတစ်ခါဖုန်းကင်တယ်နောက်တစ်ခါကျတော့ဖုန်းမကင်တော့ဘဲနဲ့သူကလုံးဝဆက်ပိတ်ပလိုက်တယ်အဲ့မှာ watch လုံးဝပိုင်ရှင်ကလည်းလုံးဝခေါင်းမီးတောက်သွားပြီးမှချက်ချင်းလင်းရဲတွေကိုဖုန်းဆက်တဲ့အချိန်မှာအဲ့ဒီပတ်စင်းလင်းမော်တက်တဲ့အချိန်မှာပြန်မိလိုက်တယ်ပေါ့နော်အဲ့မှာရဲတွေစစ်တော့သူနိုင်ကိုလာရောက်တဲ့အချိန်မှာသူဒီဘက်ဆင်းမဟုတ်ပဲနဲ့ပေါ့နော်သူ့နာမည်ပြောင်းထားတာပေါ့နော်ဟိုကဆင်းကိုနောက်မှထားပြီးအရှိရကြတော့ Cincy Deepak ဆိုပြီးသူကနာမည်ကိုရှေ့နောက်တွေပြန်ချင်းထားတယ်အဲ့မှာရဲတွေကလုံးဝမတင်ငါတွေဖြစ်သွားပြီးမှချက်ချင်းRolex showroom ကိုနိုင်စစ်တဲ့အချိန်မှာနိုင်ရအစ်စ်ဖြစ်နေရပေါ့နော်အမှန်တော့သူကလည်းအတူထင်နေတဲ့ဟာအစ်စ်ဖြစ်နေတယ်ဒါပေမဲ့စင်ကာပူရဲ့လုံးမှာပေါ့နော် impossible attempt ဆိုပြီးလောရှိတယ်သူကပတ်စံမရလဲဟိုခပိုက်နိုင်ရန်စူးစမ်းတဲ့အမှုအဲ့လိုမျိုးပေါ့နော်စူးစမ်းတဲ့အမှုနဲ့ तू က1900လကျသွားတာဖြစ်ပါတယ်အမှန်တော့သူ့နိုင်အစစ်ကြီးကိုတငယ်ချင်းတွေကညှော်လိုက်ရနေပါနိုင်အတုတင်ပြီးချင်းထဲလိုက်ရနေဘာမှလည်းမဟုတ်ပဲနဲ့ तू ကစင်ကိုထောင်မှာ9လနေလိုက်ရတာဖြစ်ပါတယ်ခင်ဗျဒီနေ့ကတော့လောက်ပဲပေါ့နော် peace out until the next one